Okay. Bata no ha. Ha ya bro pola đâu what the. Ya ye toa ba ha ya TV. Oh, welcome back to my channel. Channel Rafael ba. The beginning video မှာတော့ Psycho ဆိုတဲ့ horror mode ကိုကျွန်တော်ကစားတော့မှာဖြစ်ပါတယ်။ကဲဒီဗီဒီယိုလေးမစားခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးကူညီခဲ့ပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်။အားလုံးပဲ thank you guys. ကဲပထမဆုံးကျွန်တော်တက်ခုတ်ကြမယ်။ကျွန်တော်တက်ခုတ်ပြီးဆိုတော့ကျွန်တော်ခု crafting table စားလုပ်မယ်ဗျ။ကဲပြီးရင်ကျွန်တော်တို့wooden pickaxe တွေလုပ်ရမှာလေဟုတ်တယ်မလားဘာဖြစ်လို့လဲဆိုတော့Minecraft ထုံးစံတိုင်း pro တွေတည်ပါပါတိုင်းနဲ့ပဲအစားပြုကြဆိုတော့ကျွန်တော်တို့wooden pickaxe craft နဲ့ okay ဒီလောက်ဆိုစင်ပြပါပြီးရင်ကျွန်တော် stone တော့တူကြရအောင် brother stone ရတယ်ကျွန်တော်မရှိမဖြစ်လေအရာဆိုတော့ကျွန်တော်တော့တူမှစင်ပြမယ်ဗျokay ညဘယ်မှာတူရမလဲမသိဘူးညposition ရှာရအောင်လေကဲကျွန်တော်ဒီမှာပဲတူလိုက်ပါအောင်လေကျွန်တော်တို့တူပြီဆိုတော့ကျွန်တော်တို့ခုstone pickaxe ရယ် stone axe တွေစားပြီးတော့ပြီး sword ကို craft ကြရအောင်ပထမဆုံးနေတယ်ကျွန်တော်ခု craft နဲ့ကျွန်တော်ပြောချင်တာကဒီ mod ရဲ့အကြောင်းပေါ့နော်ဒီ mod က psycho ဆိုတဲ့အတိုင်းသူကလူပဲတဲ့ creator ပြောတဲ့သဘောအရဆိုရင်လူပဲဒါပေမဲ့သူကpsycho ဆိုတဲ့အတိုင်းသူက psycho ဖြစ်နေကောင်ပေါ့သူကပထမဆုံးနေတဲ့သူကကျွန်တော်တို့လိုက်ပြီးတော့ spy လုပ်တယ်လို့သူကပြောထားတယ်ပြီးရင်သူကစိတ်တူလာမှာတဲ့စိတ်တူလာပြီးကျွန်တော်တို့လိုက်ပြီးတော့ဒုက္ခလိုက်ပြီးအဲ့လို creator ပြောထားတယ်သူ defend လုပ်မဲ့နေရောရှိရနှမျိုးပြောထားပထမဆုံးနေနဲ့သူကအဲ့ဒီ psycho ဆိုတဲ့ကောင်ပေါ်လာနေကျွန်တော်တို့သူအနီးနားနေပြေးတယ်ဆိုတော့ creator ပြောထားတယ်နောက်တနည်းကြတော့ကျွန်တော်တို့ brother ဒီအတိုင်း fight တာပေါ့နော်သူချတာပေါ့သူချတယ်သူကပြောထားတာအဲ့ဒီအချိန်မှာသူက fight ရင်သူဘယ်လိုပြပြမှာတော့မောခဏကြည့်လိုက်မယ်သူတို့က fight ရင်ပေါ့ fight လို့ရတယ်သူလေလူပဲဘာဖြစ်လို့ဆိုတော့တရေမဟုတ်လေဒီ horrorသူရှိကမယ်ဆိုရင်ရှိကိုင်းနဲ့သူကကျွန်တော်တို့ခုံရင်ဆိုရင်ကျွန်တော်စတန်းမိရပြ30ကစတန်းမိအဲ့တော်တော်လေးစူးတယ်ကဲထားလိုက်ပါတော့သူ့ရဲ့အကြောင်းလဲတီးတဲ့နဲ့တော့ပြောပြပြီးဆိုတော့လုံးချင်ချက်ဆက်လုပ်ကြရအောင်ကျွန်တော်တိုးမွေးရအခုမှဘယ်တော့ဆုံးတိုးဝဲရတယ်ကျွန်တော်ဆက်ရှာကြရအောင်ပြီးကျွန်တော်တို့အိမ်ဆောက်ဖို့လေ base ကောင်းကောင်းရှာရမယ်ဗျသူနေရာအိမ်ဆောက်ဖို့နေရတယ်ကျွန်တော်တို့လုပ်ရမယ်ဒါမှကျွန်တော်တို့အိမ်ဆိုတာမရှိမဖြစ်လေနော်ဟုတ်တယ်မလား brother တို့ကျွန်တော်အစားရှာမယ်တရိစံတစ်ကောင်မှလည်းမတွေ့သေးဘူးဟိုရှိမှနွားလေးဘယ်လာမသိဟုတ်တယ်နွားလေးတိုက်ကြပါကဲစာလေးရတဲ့တော့ရပြီဆိုရင်ကျွန်တော်တို့ဘေးစောင်းမနေရကျွန်တော်ရှာကြရမယ်ဗျဆိုင်ကိုဆိုရင်ကျွန်တော်တွေးချင်နေပြီခုမှအဆပဲရှိတယ်သူတွေးအောင်တွေးချင်နေဘာဖြစ်လို့လဲဆိုတော့ဒီတိုင်းကျွန်တော်အဲ့လိုစူးစမ်းတဲ့အဲ့လို
စောရင်ဆိုရင်ကျွန်တော်တွေးချင်တယ်ဗျာပထမဆုံးနေတယ်သူဘလို့လောက်တဲ့လဲဆိုတာ creator ပြောထားမယ်မယ်ကျွန်တော်လက်တွေးချင်တယ်အချင်းတစ်ခုရှိရဒီအောက်ခဏစင်ကြည့်အောင်မော်ဒီရှိရဒီတော့စင်ပြေလာကိုကျွန်တော်ဝင်ရှော့အောင်ရှော့ရင်ကျွန်တော်တို့ဗီဒီယိုဆောင်းမှာတည်နေအောင်ကျွန်တော်အဆင်မပြေဘူးလေโอเคဘာမှလည်းမရှိဘူးပြန်ထွက်တာပဲကောင်းတယ်ကူလေးဝင်မိရအမားပဲဘာမှလည်းမရှိဘူးโอเคကျွန်တော်ဆက်ပြီးတော့ explore လုပ်ကြပါဗျာ the psycho မင်းနဲ့ငါနေတော့တွေးကြမယ်ဒီမှာလည်းဘလို့ရင်ဆိုင်ရမယ်ဆိုတာဒီဗီဒီယိုကကြည့်နေကန်တရားဆုံးဖြတ်ပြီးတယ်ညော်နေပါတယ်ယောခုလောလောဆယ်တော့ပေးဆောင်နေတယ်တွေ့တယ်ဗျာမင်းတိတ်ဆန်တွေ့တယ်တို့တော့နိုင်ချင်းလို့ဖြစ်နေ sorry ကျွန်တော်တို့ရှိမှပဲပေးဆောင်လိုက်ပါတော့မယ်ကျွန်တော်လည်းခနမရှာချင်တော့ပြင်းနေကျွန်တော်ပေးမြင်စောက်ရည်ကျွန်တော်တို့ပြင်းလို့စရှိလောက်ကြမယ် okay ဒီနားမှာကျွန်တော်တို့ပေးဆောင်လိုက်ရမယ်ဒီကျွန်တော်ထားစရှိထားမယ်ဒီတက်တာလဲတော့ကျွန်တော်အိမ်ဆောက်ကလုံးဝမဖြစ်နိုင်ဘူးဒါကြောင့်ကျွန်တော်ခဏနေတော့ခုတ်ကြမယ်တက်တယ်လူအတော့ခုတ်ပြီးကျွန်တော်ပြန်လာမယ်ပေးဆောင်မယ်စောက်ပြန်နေကျွန်တော်ဟိုကောင်ကကျွန်တော်ကိုသူလက်နက်ကချင်းစောလို့ဒါလို့တက်မယ်ဆိုကျွန်တော်အာမာဒီလိုပဲထင်တယ်ဗျဒါကြောင့်ကျွန်တော်ခဏပြီးစောက်ပြီးကျွန်တော်မိုင်းတွားကြရမယ်မိုင်းတွားပြီးသူ့ကိုထိုင်ဆောင်နေတော့မယ်ဒါ plan ပေါ့စောင့်ကြည့်နေမလားမသိပါဘူးစာယူပြီးစောင့်ကြည့်နေမလားမသိဘူးကျွန်တော်တို့စောင့်ကြည့်နေကြည့်ပါစေတော့စိတ်ဝင်စားကမင်းမကြောက်ဘူးဟာကဲကျွန်တော်အခုတိတ်ခုတ်မယ်ဗျာကျွန်တော်အိမ်ဆောက်ဖို့အတွက်တိတ်ခုတ်ပြီးပြန်တွေးကြမယ်ပါကျွန်တော်တက်ခုတ်လို့ပြီးအောင်မယ်ဗျာတက်စခုတ်လိုက်ပါဦးခုတော့ဘာလို့နဲ့ညတော့ရောက်လာပြီဗျကျွန်တော်တို့ဘက်လေးခရက်ပြီးတော့ကျွန်တော်တို့ဒီတညတာကိုအိတ်လိုက်ပါတော့မယ်ဗျစိုက်ကိုဆိုတဲ့ကောင်ကအခုဒီရေးမွန်းတော့မပြသေးဘူးဒါပေမဲ့သူကပြချင်တဲ့ချိန်ပြကျွန်တော်ဂိမ်းမဆိုင်ပါဘူးသူပေါ်လာတဲ့ချိန်ကျွန်တော် ready ဖြစ်နေပေါ်ကရေးကြည့်ဟုတ်မလား brother လို့အခုတော့ back cry အောင်ပြီးရင်ကျွန်တော်တို့အိတ်လိုက်ပါတော့မယ်ဗျာ good night good morning everyone မနေ့တော့ရောက်ပြီကျွန်တော်တို့ဒီနေ့တရားလိုက်တာမနေ့ခင်ရကျွန်တော်တို့ခုတဲလို့လေဗျတဲအမှန်တော့ပို့ကျွန်တော်တို့တဲတော့တူကြရအောင် let's go ကျွန်တော်ခုအနားလေးအရင်ကာကြမယ်ပေါ့နော်
Yeah ကျွန်တော်အခုအိမ်တစ်ဝက်လောက်နေပါတော့ပြီးနေပြီကျွန်တော်အိမ်ကပြီးတဲ့လောက်ပြီးနေပါပြီအခုနောက်ဆုံးတော့မီးထုံးဖို့ပဲကျန်တော့တယ်ခုဒီခိုးအဖြစ်မတူရတယ်ဒီကောင်စိုက်ကိုသွဲကောင်နေနာမည်ရှိနေများမသိပါဘူးဖေးထားလိုက်ပါတော့ကျွန်တော်အိတ်လိုက်ချအောင်ပြီးရင်ကျွန်တော်တို့ခိုးတူးမယ်တူးပြီးကျွန်တော်တို့မိုင်းတွင်းတွိုင်းအောင် brother တို့အမားကြီးအပြည့်စုံကြအောင်လုပ်ကြမယ်လေဟုတ်လားဘူးလုံးလုံးစေတော့ဒီကိုင်းလုပ်ရမယ်ကျွန်တော်အိမ်ဟိုအပေါ်တက်တဲ့လေကားမရှိလေကားတက်ရမယ်လို့ဆိုโอเคကျွန်တော်ဒီအိမ်မှာပေါ့ဒီမှာကျွန်တော်အဆင်ပြေပါလိမ့်တက်ရတယ်အော်ပြီးသေးဘူးနည်းနည်းချန်လေးရဲ့ကျွန်တော်နားလေးလောက်အောင်ပါ brother တို့နည်းနည်းစောင့်ကြည့်ပေးကြပါဦးโอเคရဲမအိမ်ကနည်းနည်းကြည့်ကောင်းတော့မှာโอเคဒါဆိုပြီးပြီညနေဆိုမဆိုးပြောလို့ရတယ်ကျွန်တော်ကြိုက်တယ်ဗျဒီအိမ်လေးကကျွန်တော်ကြိုက်တယ်ဘယ်လိုလဲမသိကိုစောက်တာတော့ကိုလာတယ်တတ်မှတ်မှာပေါ့ဟုတ်လားပြတစ်သားလေးလောက်ရအောင်ပြီးကျွန်တော်တို့မိုင်းနဲ့တွားရအောင်ပဲလေဟုတ်မလားမိုင်းနဲ့တွားရအောင်ပဲပြီးကျွန်တော်တို့ခိုးလဲတူးရအောင်ပဲကဲအခုလို့ဆိုကျွန်တော်တို့အဲ့ဒါပစ္စည်းကြီးကျွန်တော်အိမ်ထဲရင်သွင်းကြမယ်ဟုတ်ပြီလားကဲပြီးရင်ကျွန်တော်မလို့အဲ့ဒီပစ္စည်းတွေ chest ထဲမှာထားရအောင်ပဲဗျ chest ဒီမှာပတ်ထားမယ်ပြီးပတ်ပြီးမှာ chest ထားမယ်ကျွန်တော် okay ဆိုပါပြီးရင်ကျွန်တော် farmers the cooking crafting table ရဒီဘေးမှာပဲထားလိုက်တော့မယ် okay perfect ရအခုကျွန်တော်တို့မလို့အဲ့ဒီပစ္စည်းဘေးမှာထားလိုက်အောင်ကျွန်တော်အတန်တော့တုံးနေလို့ညရင်လို့အတန်တွင်းနေလို့ပြီးမှကျွန်တော်ထားအော်နေကျွန်တော်ရဲ့မိဘရကျွန်တော်လာကျုံးဝါနေအောင်ဒါနောက်ဆုံးပဲကျွန်တော်တို့ခိုးတွေကလိုအပ်တဲ့လောက်ရရင်ရပြီကဲတော့ torch လုပ်မယ်မီးထုံးမယ်အိမ်နေမီးထုံးမယ် paper ပတ်လေမီးထုံးမယ်မော်နေမစပွန်အောင်လို့ပြကျွန်တော်စိုက်ကိုနဲ့တွေ့ချင်နေဗျာကောင်ကျွန်တော်ထဲကောင်ကျွန်တော် easy win ပဲဗျအကောင်ကတော့သူကတေးမှမဟုတ်လား power လည်းမရှိဘူးလေသူ chain saw နဲ့ပဲကျွန်တော်လိုက်တက်မှာကျွန်တော်ကြောက်မကြောက်ကောင်
ဒါပေမဲ့မကြောက်တော့ပြောရကျွန်တော်ဒီစိတ်ထဲမှာနည်းနည်းကြောက်တယ်ဗျဒါပေမဲ့ထားလိုက်ပါချိန်တိုင်းဒီကောင်နဲ့ကျွန်တော်လည်းတွေ့မှာမဟုတ်လားဘလို့ထင်လဲကျွန်တော်နိုင်မယ်ထင်လား brother တို့ကျွန်တော်ကို confidence ဆို high နေဗျကျွန်တော်ပဲနိုင်မယ်ထင်တယ်ကဲ anyway ကျွန်တော်mind နဲ့တွားရအောင်ကျွန်တော် straight mind နဲ့လုပ်ပြီးတော့ဆိုရင်ကျွန်တော်အိတ်လိုက်အောင်မယ်မနေ့ရောက်ရင်ကျွန်တော်တို့တော့ရော mind ရအောင်မ mind ကြည့်ရင်ကျွန်တော်တို့လိုအဲ့ဒီပစ္စည်း craft သွားမယ် okay ဒီမှာပဲကျွန်တော် mind သွားမယ်Yo, cho cô Oh, holy crap. Cho cô kia sẽရောက်လာပြီkiaဖတ်တော့ကြီးမဲ့ပုံပေါ်တယ်ဒါပေမဲ့ကျွန်တော်တိမ်မှာတော်တော်စိုးရိမ်မိရဲ့ဗျမလာပါကြီးဆိုတော့ဒုက္ခနည်းနည်းရောက်တာပေါ့ကဲကျွန်တော်လို့စေအိုင်ယွန်လေးတွေ့အိုင်ယွန်ရင်တူရအောင်ဒီလာပါဗျကျွန်တော်ဘယ်လိုဖျက်ရမလဲမသိကျွန်တော်ဘေးမှာအိုင်ယွန်ယောကျွန်တော်အိုင်ယွန်လေးကိုစတင်မိုင်းရအောင်Welcome back ခုလာဆိုမျိုးဖြင့်ကျွန်တော်လိုအပ်တဲ့လောက်အိုင်ယွန်းတွေအများကြီးတူးလာခဲ့ပြီကျွန်တော်စပြီးတော့ကြိုရမယ်ပြီးရင်ကျွန်တော်လိုအပ်တဲ့ပစ္စည်း crab မယ်အဓိကအာမှာကျွန်တော်ပွဲပန်နေနဲ့ crab မှာပေါ့အဲ့တော့ဆို40ကျော်လောက်ရတာဆိုတော့အခုတော့ကျွန်တော်ဘီလေးထည့်လိုက်ပါမယ်လိုအပ်တဲ့အားလေးပွဲပန်လေးအရင်ခွက်လိုက်မယ်ဆိုကျွန်တော်iron ace in crab iron ace in crab ရင်ကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းပေါ့ဘာညာ pickaxe တို့ iron sword တို့ကျွန်တော်လိုအပ်တာတွေခွက်ကြမယ်ကြည့်ဟိုလေမရှိဘူးဒီကောင်ကျွန်တော်တွေ့တယ်ကျွန်တော်များမတွေ့ရလားအကောင်များမလာလားမသိတော့ပါဘူးကျွန်တော်တွေ့ချင်နေပြီသူ့မျောနေတာကျွန်တော်ကသူများတွေကကြောက်လို့မလားဆိုကျွန်တော်မျောနေတာကောတကယ်လူပဲနော်ဟေးကျွန်တော်ခုအိုင်ယွန်အမှာဝယ်ဝေါတော်တော်လန်းနေအားလုံးပဲမိကပါကျွန်တော်ရဖယ်တော်တော်လန်းနေကျွန်တော်ခေါင်းတော့မစွတ်တော့ပါပြလို့ရဆိုတော့ကျွန်တော်စွတ်လိုက်မလားတော့မှာဆိုလို့ပေါ့နော်ကျွန်တော်မျက်နှာစကင်လေးကျွန်တော် ready ရောဖြစ်နေပြီ cycle ဆိုရဲကောင်ပဲကျွန်တော်တို့ဆောင်းရတော့မယ်ထားလိုက်ပါတော့ဘယ်ချိန်လာမလဲမသိဘူးကျွန်တော် ready ဖြစ်နေပြီစိတ်ပူစရာမလိုတော့ဘူးသူလာခြင်းနဲ့ချိန်လာပါစေတော့ okay ကျွန်တော်တို့ခုညာနေပတ်ကြည့်လိုက်ပါအောင်မယ်အကောင်များရှိမလားလို့ဒါပေမဲ့မတွေ့ဘူးဗျတော်ဆိုးတဲ့ကောင်ခေပါကျွန်တော်တို့ဒီဘက်တော့ပတ်ကြည့်လိုက်ရအောင်ခုသူ့များတွေ့မလားပေါ့ဒီဘက်နားတော့ဝိုင်းလောက်ကျွန်တော်ရှောက်ပတ်ကြည့်အောင် okay eat
ခုညနေအောင်ရောက်နေပေါ့နော်ဒါပေမဲ့ဒီကောင်မတွေ့ရဘူးဒီကောင်ဘာကြီးလုပ်နေလဲမသိကွာကြော်ပြင်းလာပြီဗျရောဘောဖမ်းလာတယ်နာနာလောက်ရှိနေပြီဒီကောင်ကတစ်ခါမှမပေါ်လာတယ်ကျွန်တော်စိုးလိုက်တဲ့ကောင်ကျွန်တော်များကြောက်နေလို့ပုံးနေလားမသိမင်းလာပါတော့ကွာမင်းမျောနေတာကွာညိုနေရတာသူ့မိမလည်းမဟုတ်လေ what the ကဲကျွန်တော်တို့သူ့စောင့်နေရလွယ်လို့ဘာနည်းမှမရှိတော့ဘူးနော်ကဲမင်းမြင်ပေါ်လာတော့မင်းကတော့နင်းနဲ့ထိတ်တိုက်ရင်းဆိုင်ဖို့ဟိုင်းယိုလာနေမြဟိုဗလိုင်းရောင်ကြီးပေါ်လာတယ် what the ဒါရမင်းတင်းရကျော်စတမ်းမီနေကွာကျော်ပါတင်းကိုဟာ what ကျွန်တော်စတမ်းမီနေတယ်မကြည့်တော့ခွာသူမညတယ်မအော်ရဲဘူးကျွန်တော်ဆိုးလိုက်တယ်ကွာနိုင်မယ်တင်တော့လေကွာအေးနေလက်တွေ့မနိုင်တော့ဘူးနောက်3ရတော့မှာခုကျွန်တော်ရဲ့ plan ဘယ်လိုလဲဆိုတော့ကျွန်တော်သူ့ဘုတ်ပေါ်တင်ရောကျွန်တော်သူ့တက်ကျွန်တော်သူ့ထိတ်တိုင်းရင်ဆိုင်လို့မရတော့လေကျွန်တော်နောက်3မိသူ့တပလေတိုက်ခဲရမှာပေါ့ဗျာပြန်လာလက်စားချေမယ်ကွာဒီနောက်ဆုံးပိတ်ခံရမယ်ကွာဒီတားစီးမဲ့လူကငါတယောက်တည်းပဲရှိရဲ့ငါတကောင်ရှိသေးရဲ့မပြောက်ဝိုင်းဒီလားဒီကောင်ကျွန်တော်ကြောက်လို့ပြေးသွားတာကျွန်တော်သူထဆောင်ရတော့မယ်ဗျာjoin plan တော့ bro တို့ပြောပြီးပြီသူပြေးလာချင်းကြောင့်ဘုတ်ခင်းတယ်သူကဘုတ်ပေါ်တက်ပြီးတော့ကျွန်တော်သူတက်မယ်ဗျဘယ်လိုစဉ်းစားထားတယ်ကျွန်တော်သူတက်နိုင်မှာပါခုတော့သူ့စောင့်နေအောင်လွယ်ရောကျွန်တော်ဘာမှရွေးချယ်စရာမရှိတော့နောက်ဆုံးနေမှာပဲသူတွေးရတော့တယ်မင်းတို့တွေးလိုက်ရတော့တယ်ငါကြည်နက်တယ်ကွာတီးလိုက်တော့ငါဝန်းနေတယ်ဒါပေမဲ့ကျွန်တော်ကသူ့ကိုလက်တွေ့ဝိုင်းပြီးဝမ်းမနိုင်တော့ကျွန်တော်နောက်3မိသူ့နိုင်အောင်လုပ်မယ်ဒါမဟုတ်တဲ့မော့နေပါပဲကွာသူ့ရှာရတော့မှာရှာဖို့ကလွယ်ရောမတတ်နိုင်တော့ဟိုရှိမှာမင်းကငါတွေ့ချင်တယ်ကွာမင်းရေကူးနေဒီကောင်ရေမကူးတော့စပ်ပေါ်ရေလည်းမကူးတော့လာလေကွာဟေ့မင်းမလိုက်ငါလားမလားပြောက်သွားမြင်လိုက်လားညတော့ရောက်လာပြီကျွန်တော်သူ့ကိုရှာနေတာကျွန်တော်သူ့မတွေးတော့ဘူးဘယ်ရောက်သွားလဲမသိဗျာဒီနေ့မှာတော့သူ့တွေးမယ်တော့မျောလင်းနေဗျာဒီနေ့မှလည်းတွေးကြကျွန်တော်သူ့ကိုရှာရုံကလို့ဘာမှမလုပ်ဘူးတွေ့ရတယ်ကျွန်တော်အမုံချိတ်ပြတယ်ကျွန်တော်သူ့တားမဲ့လူကကျွန်တော်တယောက်ပဲကွာโอเคတွေ့တယ်ကောင်းလေးမင်းလာခဲ့ရမင်းလာခဲ့
ဒီမှာငါလာပြီကွာငါလာပြီကွာမင်းကငါရှာနေရခုမှပေါ်လာတယ်ကျော်ခုသူ့ကိုအင်းမောင်းနေပဲတတ်တော့ဘိုးကလည်းစရွယ်ပြီပွဲကြီးပွဲကောင်းပဲလာတွေ့ကြပါမင်းရှိရရဲ့ငါလာပြီကွာယောအေးဖို့လာပြီစိုက်ကူလာရပုံပြီးနေတော့ရင်ဘိုးလေးမတက်ဘူးဟာဘိုးဘုံတက်တယ်ဦးရောက်ရေးပြင်ကဘိုးဘုံတက်တယ်ဟာသွားပြီဘောဟေးတက်တယ်အာ